ကဘာလဲဆိုတော့မတော်တို့ယေရှုရှင်တွေကသီလကိုသစ္စာကိုမူတည်ပြီးအလုပ်လုပ်ပါအဆောင်အယောင်နဲ့မလုပ်ချင်ပါနဲ့ပြောအခုတော့ဘယ်ဟိုကိုင်းဒီကိုင်းဒီအဆောင်အယောင်နဲ့ဆေးထိုးပေးမယ်လက်ပွက်ပေးမယ်အင်းပေးမယ်ဗာပေးမယ်ဒီလိုအဆောင်ရဒါပေမဲ့စီကားနဲ့မှာဒီလိုအဆောင်အယောင်နေနဲ့မတော်တို့ကပညာထားတော့စီကားဆောင်ရကစောက်ကစောက်ထဲထွက်လာတော့ဒီစီကားဟောတာနည်းနည်းတချို့မတွေ့ဖြစ်ရလို့နေပြန်တော့အခုတရားဟောပြီးတော့လူကိုဆွတ်ဆောင်တယ်ဆိုတဲ့ပုံကပေါ်လာတယ်ဟာဒါလည်းသိကြတယ်သိတော့သိကြမှာပေါ့လေအဲ့ဒါလို့တရားဟောပြီးတော့ဆွတ်ဆောင်သွားတာတရားနဲ့တရားကိုမင်းကြီးဆွတ်ဆောင်တော့တဖြည်းဖြည်းနဲ့ပူပြီးတော့ပူတာပြီးတော့ဟိုဘက်ကိုတွေ့ထိုးသွားမနှောမြေကြီးရဲ့ပိခါကြအဲ့ဒါလေးတွေသတိထားပါဆွတ်ဆောင်မှုကိုမပါနဲ့ဒါတော့ဒီပညာနဲ့ဟောလေတေတပါတက်ဆုံးနေမယ်လို့စိတ်ထဲမှာကူးရင်တော့တို့ဒီပညာတော့တို့မှမလောက်သေးမလုံလောက်သေးတို့မကြိုက်ဘူးဆိုရင်အေးနေတယ်နော်မပြစ်မှားပါနဲ့ပြစ်မှားတဲ့လူဒီအနန္တကပေါက်တယ်နဲ့တူတူပဲခိုင်းကိုစော်ကားပြီပဲခိုင်းကိုအလကားခိုင်းဆိုကိုစိတ်ကထင်ပြီးတော့ဒီဥပ္ပဒေဆရာကိုပြစ်မှားတာလည်းမဟုတ်ဘူးဒီပညာခွင့်ကိုပါအမနာပပြောပြီးတော့ဘာပဲညာပဲဒီပင်လူကပြောတာခိုင်းသားကပြောလာပြီးတာတင်စာခိုင်းဆိုတာကိုဖြစ်လာတော့ခိုင်းကထွက်သွားတဲ့လူကဒီအပေါက်မျိုးပြောတယ်ဆိုတော့သူတို့မှသွားပြီးပြန်ဖက်လို့မရဘူးအဲ့တော့ထိုးလို့တာကကျေးဇူးရှင်ကရေးထားတဲ့တရားလေးတစ်ချိန်မှနှစ်ချိန်မှပြင်ပေးနိုင်လေဒါကခုနကံလေးကိုဆိုတာဒီအနန္တကံကတောက်သွားတဲ့လူဒီပြင်ခိုင်းကိုပြောင်းသွားတဲ့လူဝါခိုင်းမှာအပထားပြီးသားဖြစ်သူကိုယ်တိုင်ပပြီးတော့မရတော့ဘာမှမတတ်နိုင်တော့ပပြီးသားဖြစ်အဲ့တော့ဒါပြီးတော့ခုနပြောလို့ပေါ့လေဒါအမှတ်မထင်မှားရင်တော့ရင်းနေပြင်းလျက်သားနဲ့စော်ကားပြီးတော့ဖြစ်သွားရင်တော့မရတော့ကဘယ်လိုကုစားမှန်းတော့မသိအောင်မရတော့ဖြစ်နော်အဲ့ဒီတစ်ချက်နောက်တစ်ခုကဟာလားမလဲဆိုတော့ဒီကမ်းပေါက်ပြီးအနတ်ကမ်းပေါက်ရင်လာတယ်ဆရာကိုကြည့်ရမတော်ရဲ့ဆရာရဲ့ကျမတော့ကျွန်တော်တော့ဒီကမ်းပေါက်တယ်ပြင်ပေးပါပြင်လို့ရတယ်တစ်ချိန်မှနှစ်ချိန်မှဒီညာကိုအထင်သေးပြီဆရာကိုအထင်သေးတဲ့ပုံကိုဒီဘယ်တော့လာတော့မလားမလားတညကာလပေါက်နေတာဒီဆရာကိုပြင်ပါတယ်အဲ့ဒါကြောင့်အနန္တကံဒီဆရာကြီးကိုယ်တိုင်လည်းပြောတယ်မဲတော့တာကြီးဒုတိယဆရာကျော်ဟဲ့လားဝိဇ္ဇာမကြီးနောက်လိုက်ခွဲသွားတယ်မဲတော့တာကြီးကိုယ်တိုင်မဲတော့တပည့်တွေကိုမဲတော့ကြက်ကြက်တတိပေးပါအနန္တကံပေါက်တာကိုမကဲနိုင်ဘူးဆိုတာကျွန်တော်ဒုက္ခတွေလည်းတွေ့ခဲ့တယ်ကျွန်တော်မြင်ခဲ့ရပါတယ်မဲတော့တပည့်တွေကျွန်တော်ဝိဇ္ဇာမကြီးကိုင်းနေပါမဲတော့မနှောမီတပည့်မဲတော့ဆုံးပါပဲမဲတော့သူတတိမှန်တယ်အနန္တကံပေါ့မဲတော့ဘာမှမတတ်နိုင်အဲ့တော့အနန္တကံအရေးကြီးဆုံးအဲ့တော့ပညာပေးတဲ့ဆရာများတွေတပည့်ကိုလေ့လာအတင်းမသားပါရအတင်းမပေးကြပါဘူးကြားခဲ့ပါများကိုယ်ကလေများဒီလိုတပည့်မျိုးတွေ့တာဘာလို့ခိုင်းရမှုလို့ပေါ့ပေါ်နေအမျိုးမျိုးရှိတာအဲ့ဒါကြောင့်လည်းကြက်ကြသတိထားပါပညာပေးကိုမစောစေချင်လေ့လာနော်သတိချင်းချင်းလိုက်နဝင်းမပေးပါနဲ့တတ်ချက်ရဆက်တတ်ချက်တဲ့ခါမတော့ပေးတာဟာဟိုတယောက်ကမတော့ပေးတဲ့အချိန်ကျွန်တော်မှသိကောင်းလို့ဘုဒ္ဓကကျွန်တော်တို့အဲ့အမျိုးတွေတွေ့ဆေးကုသပေးလိုက်ပါချိန်များဝေဒနာကြောက်တောင်းဝင်တယ်မင်းဂတိခံသိနော်ချုပ်ကန်သိရတဲ့သစ္စာနဲ့သိရတဲ့နဝင်းမပေးပါနဲ့ဘာလို့အထုတ်ပြီးသွားမှဆိုလို့အထက်မှာမိနေမယ်ထွက်လည်းထွက်ကျင်လည်းထွက်လို့မရဘူးအဲ့လိုသဘောတွေဖြစ်တတ်ဒါဆရာကြီးတွေပြောတဲ့အစင်လာပါနော်တချို့ကလည်းအဲ့ဒါဟာဘာလဲညာလဲမေးတယ်မတော်တို့အစင်လာတဲ့အဲ့လိုပါဟာဝေဒနာမကြောက်ဘဲနဲ့ပေးရင်ဘာလို့ဆိုလဲဝေဒနာတက်ကရှိနေဒီအပေါ်ကဘာမှမရဘူးဒါပြောတာဘာမှမရောက်တဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးအဲ့ဒီတော့ဘုရားပြောဝေဒနာသိကုတဆရာကြီးကတောင်းဝကသိကုတပေးတတ်ချက်ပေးလိုက်ဆိုလိုတာအဲ့ဒါမှစိတ်ချလုံကြည့်ရောက်ပြီမှအဲ့ဒါမှလားအဲ့တော့မှပြန်ကိစ္စကလည်းထိန်းတော့ငင်းပြီးပါနောက်တစ်ခုကဘာလဲဆိုတော့ဘာပေါ်ရဲဆိုအခုဘာသာခွဲတွေသူတော်လာမေးတယ်ဆိုတော့ဘာသာခွဲတွေကိုပညာပေးသူတို့လာမေးတယ်အမျိုးဘာသာအားလုံးကိုပညာပေးနိုင်တယ်လို့ဆိုတယ်မှန်တယ်တော့ဘာသာခွဲကိုမတို့ပေးမိအဲ့ဒီဘာသာခွဲဗုဒ္ဓဘာသာတောင်မှယန္နာသုံးပါးကိုအနာသိကပြီးခိုင်ရတယ်နေပါနော်ဘာသာခွဲဆိုတာသူတို့မှတရဂုံတိရမရှိပါဘူးဘယ်တော့ဖယားကိုကြည်ညိုတာမဟုတ်ပါဟုတ်လားဘယ်တော့တန်ဃာတော်မြတ်ကိုလည်းတို့လေးစားတာမဟုတ်ပါဘူးတော့တချို့ကပြောတယ်မဟုတ်ဘူးတဲ့ဒီဟာတွေကိုမစော်ကားရင်ဖယားတရားတန်ဃာမိဘဆရာအနန္တကိုခိုင်းငါပြန်လို့မစော်ကားရင်တော်ပြီပေါ့တဲ့မစော်ကားတာမစော်ကားဘူးကောင်းပြီမစော်ကားဘူးသူ့ကံပေးလိုက်တာပါဏာပြုလိုက်စီပေးလိုက်ဘယ်လိုပါဏာသူပြုမလဲဒါစဉ်းစားစရာဘာဖြစ်လို့လဲဆိုတော့တော့ပြန်ကြည့်ရဒီသာတကကြီးလာလာပြီးတင်ပြဒီပြတနာကြီးတင်ပြတော့ပြန်ဘာလို့ဆိုတော့ကျေးဇူးရှင်ပြောဟေးဒီဘာသာကွဲတွေတို့ဖယားမကြည်ညိုတဲ့လူတွေတို့ဖယားမကြည်ညိုတဲ့လူတို့ဖယားရှင်းမခိုးတဲ့လူဒီပညာပေးရင်တို့ဖယားကိုကြောပေးတဲ့ဟာတွေကွာတို့ဖယားကိုကြောပေးနေတဲ့လူတွေကိုတို့ပညာပေးတော့အလကားဖြစ်မှာပေါ့အဲ့ဒီပြောတဲ့စကားမျိုးတော့ပြန်ကြားတယ်အဲ့တော့
ကောင်းပြီတချို့ကဟဲ့လားနည်းနည်းပြန်ပြီးစောတကနဲ့မစောကားပါဘူးမှန်ပြီပေးလိုက်ပြီသူ့ကိုမယ်တော့ကပြောတယ်အဲ့တော့သူတို့လာမေးတော့ဒီလောက်ကြောင်ဒီမွတ်စလင်ဘာသာပို့ဆိုးတယ်နော်ဒီကခင်သူတို့ဘာလို့တရုတ်ကမယ်တော့အတူတူပဲသူတို့တော့ဘယ်တော့ဘောရမဖျားကိုကိုဝယ်တာပဲဝါဝါမြင်ချစ်ခေါ်တယ်လူသားလေဒီလိုမွတ်စလင်တွေကနားမလည်ဘူးပြီးတော့မယ်တော့နဲ့အနံသဟဇာတမတည့်တယ်ဘာသာအဲ့တော့သူတို့အနံကြိုက်တယ်လို့ကျင်တယ်လို့ကျင်ပါတယ်တဲ့စာအုပ်ကြီးဖတ်ကြည့်တော့လေသိကြိုက်ပညာနဲ့ဓာတ်ပြကရဝါကဲတဲ့အနေနဲ့နှစ်ကတိမ့်မဲ့ပြီမင်းဆဲမကူအောင်တာမလို့အောင်ပြောသူ့မှာတာနာပြနိုင်မှုသွားမရှိသူဆဲကူတယ်ဆိုတဲ့တာနဲ့သူတာနာပြသူတာနာသူပြုလိုက်ဘယ်နဲ့လုပ်လဲဘယ်တော့တာနာကိုပြုမှာမဟုတ်ဘူးအဲ့ဒါမယ်တော့အဲ့လိုဆုံးမအောင်လာပေးလိုက်ဒါပဲလူတွေကတချို့ယူဆကြတစ်မျိုးပေါ့လေဒါကတော့ကရဝါကဲတဲ့ဒီလူထွတ်တယ်မှန်တယ်ဘာသာတိုင်းကလည်းပြညာတယ်သူများသားများမတင်ပါဘူးအရင်မတော့ဘာသာတိုင်းကပြညာဆိုတော့အဲ့ဒီဘာသာတိုင်းကပြညာတယ်လို့မယ်တော့တို့ဆိုမှလည်းရှိတယ်ဒါပဲခုနပြောတယ်ခရတရားတန်ခါမိဘဆရာဆိုတာသူတို့မှရှိတယ်လို့သူတို့မှတန်ခါဆိုတော့သူတို့မော်ကြီးဆရာသူတို့တန်ခါမယ်တော့တို့တန်ခါတွေသူတို့ကိုယ်ရတာမဟုတ်ဘူးဆိုတော့ဒီတန်ခါတွေကိုမစော်ကားတာပဲရှိတမန်ကုန်တီလာသူတို့မှရှိအဲ့ဒါကြောင့်မို့နည်းနည်းသတိထားကြပါလို့မယ်တော့ဘာသာခွဲကိုပညာပေးတဲ့အခါမှာနှစ်ကန်လေးလောက်တော့ပေးနည်းနှစ်ကန်ထိန်းသလားမိခုတို့ရတယ်တို့ဘုရားမစော်ကားနဲ့တို့ဘုန်းကြီးမစော်ကားနဲ့ဒါလောက်ပဲပေးနိုင်တယ်ဆဲကူမိန်တော့သုံးကန်တိန်ဆဲကူမိန်တော့မပေးပါဘာဖြစ်လို့လဲတော့ကြတော့ဒါဆဲကူလို့ပြတယ်ဆိုကံပေးရမတူတာနာသူပေးနေပဲနဲ့လို့အဲ့ဒါတချို့ကလည်းမတော့ဒီမှာလာကန့်ကွက်တယ်အများကြီးကြားမတော့မှနှစ်ဖက်ခဲ့အဲ့တော့မတော့ခုနပြောလို့ပါလေဈာကနေပြီးတော့ဒါတပည့်တွေခုနကိုဘက်လည်းသိမဟုတ်အောင်မှန်မှန်တရားလေးနဲ့ဖြစ်တာအောင်လူကြီးကတော့သို့တော့မတော့ကိုမေးပါမတော့ကပေးလားမတော့ဘာသာခွဲကိုမပေးမတော့ကျေးဇူးရှင်ကတော့ပေးတယ်မဟုတ်ဘူးမွတ်စလင်ကလားတွေလာတယ်မပေးတပည့်တွေကိုတော့ဗာပြောတယ်မင်းတို့စိတ်ကူလိုက်ကွာပြောက်ဆရာဝန်များလူပေါ့ဘိန်းတော်ဆရာကြီးပေါ့ပတ်ဆိုင်ရကူလိုက်ကွာဒီကောင်နဲ့ကန်ထင်းလို့လည်းလုံမလည်းမဟုတ်ဘူးတို့ပဲဘုရားရှိခိုးမှာမဟုတ်ဘူးမင်းတို့ဆင်းရဲတယ်မင်းတို့ပတ်ဆိုင်ရရင်ခုဆင်းရဲတဲ့ဆရာတွေကိုအမိတ်ချဒါတော့မင်းတို့နားတယ်မှာသိချပြရစိတ်ကူလိုက်ကွာဆရာဝန်များလူပေါ့အခုပဲပြောက်ကနောက်ကဘိုင်းနာလောင်းပြောက်ကနောက်ကခေါင်းကလေးလောင်းပေါ့ဒါပဲပေါ့မင်းတို့ပတ်ဆိုင်ရတယ်မဟုတ်လားဟုတ်ဒီကောင်ကြီးကတို့ဘုရားလည်းမရှိဘူးတို့ဘုရားလည်းမရှိဘူးတို့ကံကလည်းမရှိဘူးဟုတ်လားပြီးတော့လည်းကန်နေတဲ့ထိနိုင်မှာမဟုတ်ဘူးလို့ဒီလိုဆုံးမမယ်တော့ကိုယ်တိုင်ကြားခဲ့အဲ့ဒါခုနပြောလို့ပေါ့လေဒါပဲလို့ကိုကတွေးကြုံရတဲ့တချို့မွတ်စလင်ကဗျာတွေကြတော့ကဗျာတွေဖြစ်တော့ဒီဘက်ကိုနည်းနည်းရိုင်းပါလာတော့အဲ့လိုရိုင်းတဲ့ပုဂ္ဂိုလ်မျိုးဆိုရင်တော့ဒီကနေဆွတ်ဆောင်အောင်ပါလက်ဆောင်ပေးပြီးတော့မယ်တော့တို့ဘာသာဘက်ကိုပါအောင်လဲဆွဲလို့လဲပါရင်လဲပါလိမ့်အဲ့ဒါလည်းအားလုံးသတိထားကြအဲ့ဒါကြောင့်မလို့ဟာလားအခုမယ်တော်ကအခုပြောကြရတာဒါပဲရှိတော့လေဒီပြင်ကတော့သိပြီးတော့ဟိုပြောရင်လည်းအများကြီးပဲပေါ့ဒီထက်မှအကျုံးဝင်တဲ့လောက်ဖြစ်သွားပါလိမ့်ဆိုလိုတာကကိုကထိန်းထားတဲ့သစ္စာကံနဲ့ဟာလားဒီလုံလာတဲ့ပြီးရောဆိုပြီးတော့မဟုတ်သေးပါသစ္စာကံလုံပြီးတော့လုံတာနဲ့မပြီးကိုယ့်ကိုယ်လည်းကိုလုပ်ကြပါဟာလားသမထဝိပဿနာဆိုတာနိဗ္ဗာန်ရောက်ကြောင်းတရားကိုဒါအားထုတ်ပြီးတော့သွားရပါဒီဒါလေးနဲ့ရောက်ရနေလို့ပြီးပြီကိုယ့်ကိုယ်ကိုဘယောဂလောက်နိုင်ရင်ကိုယ့်ကိုယ်ကိုဘယောဂဆရာလို့မထင်ပါနဲ့ဒီဝေချက်ကနိဗ္ဗာန်ရအောင်ဖြစ်အောင်ပို့ဆောင်ပေးမဲ့ပညာဝင်ဖြစ်ခြင်းကြောင့်တပည့်များဟာဟာလားဘလူကဘာပြောအခုပွားနေတဲ့ဂိုင်းတွေပို့လို့ပေါ့အောင်ဂိုင်းနေတာသူတို့ဟာသူ့နီးနဲ့သူ့ဆေးနဲ့သူ့အေးနဲ့သူတို့နီးနဲ့သူတို့တော့ဖြစ်တို့တော့မယ်တော်တို့ကဆေးနဲ့မပါဘူးအေးနဲ့ပါဝါမှာသစ္စာတဘောကြောင့်ပြောင်မြောက်ပြီးတော့အခုတည်းဖြစ်ရင်ဖြစ်အောင်ပြောင်မြောက်လာတဲ့အားလုံးသိတယ်ဒီအရတာကိုလည်းအားလုံးခံစားရတယ်သိချင်းကြောင့်ဟာလားဘသူကဘယ်လိုဆွဆွဲဘသူကဘယ်လိုပြောဒါမပါပဲနဲ့ကိုမန်တိုင်လိုခိုင်ခိုင်ကြီးကိုရေဝဲပိုက်တက်ကိုအရေးကြီးတယ်အဲ့ဒါမှတွေးပြီးသွားရင်တော့ဒါကိုယ့်ရဲ့အကုသိုလ်ကကိုယ့်ရဲ့ပါရမီကကိုပြန်ဆွဲချတယ်လို့ပဲအောက်မိရရနော်အဲ့ဒါကိုဒီကုန်းချုပ်အနေနဲ့မယ်တော်ကသုံးမကျင်တာကခုနပြောလို့ပေါ့ဒီတာနာတိသရဝကဲတယ်မကပါဘူးဒါကမယ်တော်တို့ပညာဟာအရိယစခန်းကိုတက်လှမ်းပြီးသွားမယ်ပညာဖြစ်ပါတယ်ပြီးတော့ကိုပြောကဆရာသဘောအနေနဲ့နှိမ့်သိပြီးနေဖို့မလိုပဲနဲ့ကိုအရောက်တင်ရတာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုတင်မှကိုရလူကြီးမျိုးလက်ကြီးမျိုးဆိုတာလို့နာယကကုံ6ပါးနဲ့အထူးသဖြင့်ဆရာတွေကများတော့ဖြစ်နာယကကုံ6ပါးဟာဆရာရဲ့ကုံ6ကုံမြတ်5ပါးနဲ့ပြည့်စုံအောင်နေတတ်တယ်ဘယ်လိုမှမနေဆရာကတပည့်ကပတ်ထားမလူလာနဲ့ဒါပဲညာပဲတပည့်ကိုအမနာပပြောတယ်စိတ်ဆိုးစကားပြောတယ်ဒါအနာသူတော်ကောင်းရဲ့စကားမဟုတ်ပါဘူးဘယ်လိုအဖြစ်တုတ်ကိုစော်ကားသွားလို့ဘယ်လိုဒုက္ခရောက်တာဒါမပြောကောင်းပါဘူးဘာဖြစ်လို့လဲသူစော်ကားတာဟာသူအကုဒုက္ခနဲ့သူဟာသူသွားတယ်ဟောအဲ့ဒါမှအတန်ကောင်းဖြစ်ပြီးတော့အောင်လားဆရာဖြစ်အောင်တော့သွားမပြောကြဒါကောဟာကိုအောင်လားဆရာဖြစ်မှမဖြစ်တ
သူ့အကူကိုကနဲ့သူသွားတာကိုကျုပ်ကိုကော်ဆဲလို့ကျုပ်ကိုစော်ကားလို့ဘယ်လိုဖြစ်ပြန်ပြီဆိုတော့အထောက်တိုက်ကိုကအောင်လားဖြစ်သွားအဲ့ဒါလေးကိုအသုံးလေးတွေမလဲကြားဘူးလားဆရာကြီးသုံးရတယ်အဲ့ဒါလေးတော့ကြက်ကြက်တတိထားပါဘလူဖြစ်ဖြစ်ဟာလားဂိုင်းကိုစော်ကားယူတော့လည်းကောင်းဆရာစော်ကားလို့ကောင်းပါပြင်ဩသူ့အကူတို့ကကန်သွားတယ်လို့ဒီလိုတလုံးနဲ့ပိုက်ပါဒီလိုနဲ့မှတ်ချက်ချကျုပ်ကိုစော်ကားလို့ဖြစ်တယ်ဆိုတဲ့စကားအောက်လန်းဆရာစကားပြောပြီးမပြောကြဖို့မဲတော့ကြောက်ရှာဖို့ဒါအားလုံးတတိပေးလိုက်ပါတယ်ဘာလို့မဲတော့ကိုယ်ရင်ကြားဘလူဖြစ်တော့ဘလူဖြစ်ကျုပ်စီရောက်လို့ကျုပ်ကလှုပ်ပြီးလဲဘယ်လိုတက်သွားလာလိုက်မယ်အကူတို့ညားပြီးတော့ဘဝကမ္မစကုတို့နဲလို့မထမ်းတာတိုင်းလဲလို့ထမ်းတာအောင်လုပ်ပေးလိုက်ပါလို့ဆိုတော့ချမ်းမှမထမ်းတာတော့ကိုယ်လည်းကားမဖြစ်ဘူးလားခြေစကားတော့စမ်းမနေဘူးအဲ့တော့ခုနရခွင့်ရတဲ့လောကီကျိုးစီးပွားလုပ်ဖို့ပြဆိုရပါစေရခွင့်ရတဲ့ဓမ္မပေးမှာရပြီဆိုတော့ကိုပေးလို့ပေးလိုက်လည်းမရပါဘူးသူရခွင့်ရတဲ့စီတမ်းမှရတော့မနောပိပညာခွင့်အနေနဲ့လက်လက်ပါစီးပွားအနေနဲ့ဘယ်လိုအထောက်အကူပြုကြလဲဆိုတော့လာမဲ့လက်ကိုမိစ္ဆာဓာတ်တွေနဲ့အမျိုးမျိုးနဲ့အနှောက်ချက်တွေနဲ့ခြေဝါနဲ့အမျိုးမျိုးကိုခုံပြိုင်တဲ့လူဟာလားရာထူးလူတဲ့လူကဒီလိုအဟံတာလုပ်တဲ့ကိစ္စမတို့ကျေးဇူးရှင်တွေကတော့လာမဲ့လက်ကိုတော့ဇုံတော့အောင်လို့ဒီရန်တွေကိုဖယ်ရှားပြီးတိုးလာဝင်မဲ့လက်ကိုမထိမဲ့နဲ့ရအောင်တော့သူများဟာတော့နှိုက်ပြီးတော့ထိုးပြီးမပေးနိုင်ဘူးအဲ့ဒါတော့တတိထားတာနော်အဲ့ဒီတော့ခုနပြောတော့ခုနအတန်ကောင်းဖြစ်တဲ့သဘောပေါ့ဘယ်လိုဖြစ်ငါတော့ကားလို့ဘယ်လိုဖြစ်ပြန်ဘယ်လိုဖြစ်ငါခိုင်းနေဝင်တော့ငါကဓာတ်ပေးလိုက်လို့ငါလုပ်ပေးလို့ချမ်းသာပါလိမ့်ဒီလိုမဟုတ်ပါဘူးခုနကုသကအကုသကမူတည်ပါရဲ့အဲ့တော့ကိုပြောတဲ့စကားဟာကိုပြန်ပြီးတော့သူများထောက်ွက်မဝင်အောင်ဆရာတွေတတိထားပြောကြပါသူတော်ကောင်းနှလုံးသွင်းပါဟာလားကဲလို့ဖြစ်လာရင်လည်းပဲသူအကုသကနဲ့သူဖြစ်ပါတယ်ဆိုတော့မှတ်ချက်လေးတော့ကြပါအောက်လန်းဆရာဆန္ဒမျိုးတော့မပြောကြပါနဲ့ဆိုတာမျိုးတော့ထပ်လောင်းပြီးတော့အားလုံးတတိပေးနှုတ်ဆော်လိုက်ပါတယ်